ရောင်စုံတော့မီးနာထွေးတာတော့ညမှာသူနဲ့ကျွန်တော်နဲ့တွေ့အိုက်ကောင်မလေးကောင်မလေးသူကဘာတူလဲဟဲ့သူပေးတယ်မပေါ်ပေါ်တွင်နဲ့ပြေစကားပြောဖို့မတော်တော်တွင်ပဲဟဲ့ဒါကြောင့်ငါရှော့ရှော့နေခဲ့ရွေလက်ရှော့စင်ပေါ်ပေါ်တွင်နဲ့တွေ့ငါကြိုက်တဲ့ကောင်မလေးကိုငါတွေ့လိုက်ပြီဒါကြောင့်ငါပူတပင်းလိုက်ပြီဆိုတော့သူကတူတူပဲလိုက်ပြီတူနဲ့နူပဲကြိုက်ပြီးသူကလည်းဘာလို့ကိုလည်းပြီးတော့မခိုက်သည်အော်ကြိုက်ပြီးငါတို့ကနောက်ကလိုက်ကပြောချင်တာကတော့ဝိုင်းလီဟိုချမ်းချက်ငမ်းချက်ဆိုကလူလည်းမငန်းတော့ထားတဲ့အိုပါငါတို့ကိုတွေ့ရဆိုလားဟိုမှာလာနေမချိုချိုသားချစ်တတ်တဲ့ကိုလူဘုံနာကမလို့သူရန်သူတွေကိုတာမင်းတို့ကိုချောင်းချိုချောင်းသားကရှိုးနေတဲ့မှောင်ခိုးတွေများမင်းတို့ကကောင်းကောင်းနိုင်လို့နေပါလေမြင်းတွေကိုရှောက်မတန်းနဲ့ရဟတ်တွေစီးလို့အမြင့်ကိုရောက်ရင်ပြုတ်ကျသွားအောင်မယ်တော့တောက်ဖက်နဲ့အလောက်မလန့်နဲ့ငါပြောမယ်အလောက်မလန့်နဲ့အမြင့်ကိုရောက်လို့ပြုတ်ကျသွားခဲ့ချင်တော့ဖမ်းပေးပါမယ်မောက်လန့်နဲ့ဩကာတာသူလေးကတကယ်ကိုချောတာပြသူပေးတဲ့ထိုင်ကယောဂရဖက်ရမှာရှိကိုဦးကိုချသူ့ကိုချသူ့ကိုမခုမလို့ရပါသူ့ကိုမခုလို့ပြုလေတဲ့ကသူနဲ့ပေါဖို့ခုဝေမြမိဘုံပွဲမှာစုကဝေးကပေါ